အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ကိုမျိုး channel ရရင်ကိုကြီးမကြီးအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်ကျွန်တော်ကိုကြီးမကြီးအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါသေးဗျာနော်အားလုံးပဲမင်္ဂလာပါဗျာနော်ကြအားလုံးပဲကျွန်တော်ချစ်ဖို့ချစ်မကြီးအားလုံးပဲဒီနေ့ပေါ့နော်နေတိုင်းနဲ့ပတ်သက်ပြီးစော့ကြတဲ့ကိုကြီးမကြီးအားလုံးကဒီတစ်ပတ်လုံးမှာပေါ့နော်ကောင်းတာထက်ဆိုင်ပို့ပြီးတော့ကောင်းတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့ကိုကြီးမကြီးအားလုံးပဲကျွန်တော်တို့ main ရှစ်ကွက်ကတော့တကယ်ကိုစော့ပါတယ်ဒီတစ်ပတ်လုံးမှာကျွန်တော်တနင်္လာနေ့ကစပြီးတော့ဒါဗုဒ္ဓနေ့ထိရောက်လာခဲ့ပြီ main ကွက်တွေနေ့တိုင်းမှာအားလုံးကိုအဆင်ပြေအောင်ကျွန်တော်ကြိုးစားပြီးဒီညနေဆိုရင်လည်းကျွန်တော်43ဆိုတဲ့ကဏ္ဍနဲ့ပဲအားလုံးလည်းအဆင်ပြေပြေနဲ့အောင်မြင်ခဲ့ပါတယ်เนาะမနက်က1နှစ်ဆိုတဲ့ကဏ္ဍဆိုဟိုနေ့ညနေကလာတကယ်လို့ဒါများထွက်ခဲ့ပို့ပြီးတော့ပို့မိုက်တယ်ပေါ့နော်ကဏ္ဍကပို့ပြီးကောင်းတာထက်ကိုအရန်ကိုကောင်းသွားမယ်ကဏ္ဍပါနော်ဒီနေ့မနက်မှာလာပြီးထွက်တော့တယ်အေးပေါ့ဗျာဗန်တက်နိုင်ပါအဲ့ဒါကတော့ကဲအဲ့တော့ကိုကြီးမအားလုံးပဲဒီနေ့မှာလည်းကျွန်တော်ဗုဒ္ဓနေ့ညနေမှာလည်း43ဆိုတဲ့ကဏ္ဍနဲ့အဆင်ပြေလို့ထပ်ပြီးတော့အောင်မြင်ပါတယ်အဲ့တော့ကိုကြီးမအားလုံးပဲကျွန်တော်ပြောပြတာတော့ကဏ္ဍကိုတစ်နေ့လုံးသာလို့ပြောရင်ကျွန်တော်မတင်ဘူးကျွန်တော်စာလေးပဲရေးပြီးအားလုံးကိုပုံမှန်အတိုင်းပဲကျွန်တော်လုပ်ပေးနေတာအဲ့တိုင်းပဲဆက်လက်ပြီးဆိုမနက်ပိုင်းမှာကျွန်တော်အခုဟိုနေကြာတော်လေးနေ့ပေါ့နော်ကြာတော်လေးနေ့မှာကျွန်တော်မနက်အတိုင်းလုပ်ပြီးတော့ပြန်ပြီးတော့ထိုးခိုင်းနေပြန်ထိုးပါအဲ့တော့ကိုကြီးမအားလုံးပဲတစ်နေ့လုံးသာမှချုပ်ပြီးတော့ကျွန်တော်တို့ကဝိုင်းချင်းကိုကင်ထားဖြစ်ဒီဝိုင်းချင်းကထူးဆန်းဆန်းလည်းမဟုတ်ဘူးချစ်ကိုချစ်မအားလုံးလည်းဘာမှဟိုနေပြောစရာမလိုတဲ့ဝိုင်းချင်းပဲဖြစ်တယ်เนาะပုံမှန်တိုင်းဝိုင်းချင်းပဲဖြစ်တယ်ဘိုင်ကန်ရဲ့နေရာမှာလည်းကိုကြီးမအားလုံးပဲတတ်နိုင်ဆုံးကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့เนาะစူးစမ်းပေးထားတဲ့အတွက်ဒီဘက်မှာအားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကိုကြီးမအားလုံးပဲအခုလာရောက်မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးကကျွန်တော်တို့ကြာသပတေးနေ့နောက်ဆုံးနေ့အတွက်အဓိကဆုံးရမယ်ခဏန်းလေးတွေကိုလာရောက်မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်အဲ့အတွက်အစအနေဆုံးသေးချာလေးနားလည်အောင်လို့ကြည့်ရှုပေးသွားကြအောင်ဗျာနော်နောက်တစ်ခုအနေနဲ့အဓိကချင်းချက်နေလိုက်တွေကအဆင်ပြေပမာကျွန်တော်နဲ့အတူလက်တွဲပြီးစော့ကြတယ်ကိုကြီးမအားလုံးကိုတော့အရန်ကိုအားနာမိပါတယ်အဲ့တော့ကိုကြီးမအားလုံးပဲကျွန်တော်တို့3ရက်အတွင်းပတ်တီးဖြစ်တဲ့အတွက်ဒါပေမဲ့3ရက်ကျော်သွားတယ်နံပါတ်ကတစ်နေ့ပဲရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့နံပါတ်ကတစ်နေ့မှာကျွန်တော်အဖွဲ့ဝင်ကိုကြီးမအားလုံးကိုထပ်ပြီးတော့ကျွန်တော်ပြုပြင်ပေးထားတဲ့ main ကွက်နဲ့ကျွန်တော်တို့ပတ်တီးကိုဆက်လက်ပြီးစော့ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဒီညမှာကျွန်တော်ကဏ္ဍပို့ပေးပါမယ်နံပါတ်အတွက်ကိုကျွန်တော်နေတိုင်းနဲ့ဆက်နွယ်ပြီးတော့ကျွန်တော် main ကွက်လေးထုတ်ပေးထားလို့ကျွန်တော်တို့ဟိုနေပတ်တီးကိုလည်းအကောင်းဆုံးလေးနံပါတ်မှာ APSC တနေ့လုံးသာမှာအကောင်းဆုံးဖြစ်မဲ့ပတ်တီးကိုလည်းရွေးချယ်ပေးထားဖြစ်တဲ့အတွက်အဖွဲ့ဝင်ကိုကြီးမအားလုံးအနေနဲ့ဒီတိုင်းလေးပဲဆက်လက်ပြီးတော့တင်တဲ့လူကတင်ပြီးတော့ပဲပုံမှန်တိုင်းဆက်လက်ပြီးတော့စော့ပေးပါလို့ပြောချင်ပါတယ်အဲ့တော့အဖွဲ့ဝင်ကိုကြီးမအားလုံးပဲเนาะနံပါတ်မှာကျွန်တော်တို့ဟိုကြာရင်းနေမှာအားလုံးပဲအဆင်ပြေကြပါမယ်တောက်ကြနေကကျွန်တော်တို့အဖောင်းရက်ကရှိတယ်ဆိုတော့ကျွန်တော်ကဇလန်းကစမှာကျွန်တော်ကလာမဲ့အရှိတပတ်တနင်္လာနေ့ဖောင်းတယ်ဆိုတော့ကျွန်တော်သိဒါမဲ့ဒီရက်ဟိုနေဖြစ်တယ်ဆိုတာကဟိုနေတောက်ကြနေဖောင်းတယ်ဆိုတော့သိပြီးတော့မသိဘူးစပြီးစော်ရင်းနေမှာကျွန်တော်ကသိတာဖြစ်တဲ့အတွက်ကိုကြီးမအားလုံးပဲဒါတောက်ကြနေကကျွန်တော်နားရရပဲဖြစ်သွားတယ်အဲ့တော့เนาะခဏလေးကအဆင်ပြေနေပါဆိုတော့ဖောင်းရက်ကိုမရှိရင်ပါဘူးเนาะအမှန်တိုင်းပြောရမယ်ဆိုတော့နေ့တိုင်းမှာစောကြရကိုကြီးမအားလုံးပဲပြောရမယ်ဆိုဖောင်းရက်ကိုမရှိရင်เนาะစနေနေ့နေလည်းမနာဘူးအဲ့လိုမှန်နေရင်တော့တော့စော့ခြင်းနဲ့ဒါပေမဲ့လည်းကျွန်တော်တို့ဖောင်းရက်ရှိရတဲ့အတွက်နားမှာဖြစ်ပါတယ်เนาะအဲ့တော့ကိုကြီးမအားလုံးပဲနောက်တစ်ခုအနေနဲ့ကအဖောင်းဝင်စော့တဲ့ကိုကြီးမအားလုံးအနေနဲ့မပူပါနဲ့เนาะလူဟောင်းတချို့တော်တော်များများပေါ့เนาะတခါရပုံဝင်လေးပြောတာပါကျွန်တော်တို့ဟိုနေစော့လာလဲတည့်ရတဲ့အတိုင်းပဲအရင်လဲကြာခဲ့ပါပြီဒါလည်းသိပြီးသားပါကိုမျိုးတို့ဘယ်လိုပြန်ပြီးတော့အကောင်းဆုံးကြိုးစားပေးရဲဆိုတာလဲအားလုံးကိုသိပြီးသားဖြစ်ပါတယ်အဲ့တော့ကြောက်ဟိုနေမစိုးရင်ကြပါနဲ့ကြံတဲ့လေးလုံးလုံးကြံသေးတာเนาะအဲ့တော့ချစ်ကိုချစ်မအားလုံးပဲနတ်ဖက်မှာကျွန်တော်အဆင်ပြေအောင်အကောင်းဆုံးဖြစ်အောင်အဖွဲ့ဝင်တွေကိုအကုန်လုံးကြိုးစားပေးထားပါတယ်အဲ့ဒါထပ်ပြီးတော့ပေးပတ်သေးရဲကျွန်တော် main က4ကွက်မပေးဘူး3ကွက်ပဲပေးမှာ main 3ကွက်ပဲအဲ့ဒါကိုနောက်မှနေကုန်မှာလိုက်ပြီးတော့ဆော့ပါเนาะအဖွဲ့ဝင်တွေကဒီညခဏပို့ပါမယ်เนาะကဲဟုတ်ပြီဗျာကဲအားလုံးပဲနေတိုင်းသမားတွေအားလုံးအတွက်เนาะကြံနေတော့က6.89ကเนาะ6.89ကိုခွေရလွတ်တော့မတင်လွတ်ဖို့တော့မတင်ဘူးလို့ကျွန်တော်ကတော့ထင်တာပဲဟောနောက်တစ်ခုနေကျွန်တော်ဒီအခုလာရောက်ပြီးမျှဝေပေးပြီးဟိုတော်ရီ4ကွက်ပါเนาะဟိုနေ30နဲ့ထွက်မှာဆို30နဲ့ကုန်မှာဆိုတော့ဟောနင်းဖြစ်မှာเนาะကိုကြီးမအားလုံးတရက်နေထွက်မှာဆိုတော့နောက်ခါပြီးရင်ကျွန်တော်တောက်ကြနေကဖောင်းတာဖြစ်တဲ့အတွက်ကိုကြီးမအားလုံးပဲကျွန်တော်တော်ရီတစ်ခါရေးတင်ပြီးလိုက်ပါတယ်ကြားရကြမှာကျွန်တော်မတင်တော့เนาะအဲ့တော့ကိုကြီးမအားလုံးပဲတော်ရီ4ကွက်ပါပါမယ်အကျက်ဆုံး4ကွက်ပါမယ်ပြီးရင်6.89ကိုခွေရလွန်တယ်เนาะဒီဘက်ကဘာလို့လဲဆိုတော့6.89မှာတော့ကိုတလုံးနဲ့ထွက်ပြီး6.83လုံးကเนาะကြံနေရဖြစ်တဲ့အတွက်နောက်မှမှာဒီကောင်တွေကစားနိုင်တာဖြစ်တဲ့အတွက်ကိုကြီးမအားလုံးပဲเนาะကျွန်တော်လည်းကြိုက်တဲ့ main ကွက်တွေပါနေရဖြစ်တဲ့အတွက်ချစ်ကိုချစ်မအားလုံးပဲနောက်မှမှာတော့ဆက်လက်ပြီးတော့စော့သိခြင်းတယ်လို့
နော်ကျွန်တော်ကဘာပဲဖြစ်ဖြစ်လာစီဖြစ်စေမလာစီဖြစ်စေဆက်လက်ပြီးဆော့ပါနော်ကျွန်တော်တို့ကရေးလိုက်လွဲသွားရဆိုတာကျွန်တော်ရှစ်ဟိုနေမပြောက်ပါသေးရှစ်သုံးကျွန်တော်ကဒီအခွေနဲ့ပတ်သီးတွေရောအကုန်လုံးရှုပ်တယ်ဆိုပြီးတော့ကျွန်တော်ကထုတ်တာဟိုနေဖယ်လိုက်တာမပြောက်ပါသေးဘူးဖယ်လိုက်တယ်ကျွန်တော်တို့ကငကိုတော့ဆော့တာကီးနဲ့ဆော့ရင်ပြီးတယ်လေနော်အဲ့ဒါကြောင့်ဝီမရအားလုံးပဲဟောရှစ်သုံး6တက်9နဲ့ကကျွန်တော်တောက်လျှောက်ထွက်နေရဆိုတော့နာသွားတာပေါ့ရေးလိုက်လွဲသွားတာနော်ကဲထားပါအဲ့တော့ကိုကြီးမအားလုံးပဲကျွန်တော်တို့အဓိကကကျွန်တော်တို့ကြာဘိန်းနဲ့တနေ့လုံးသားမှာကိုယ့်ရဲ့ဝမ်းနဲ့အပိုင်နဲ့စော့ကျင်ကြတဲ့ကိုကြီးမအားလုံးက6တက်ကိုကြီးကိုလုံးဝမမေ့ပါနဲ့နော်6တက်ကိုကြီးလုံးဝမမေ့ပါနဲ့အဲ့တော့ကိုကြီးမအားလုံးပဲကိုယ့်ရဲ့ဝမ်းချင်းအပိုင်နဲ့စော့ကျင်တဲ့ကိုကြီးမအားလုံးက6တက်ကိုကြီးဟုတ်ပြီလားနော်အဲ့ဒါလေးကိုကင်ထားပါပြီးရင်နေ့တိုင်းမှာကြာဘိန်းနဲ့မနှညတနေ့လုံးသားမှာအဓိကစော့ရမယ်ဝမ်းချင်းက၄ကိုဝမ်းချင်းမှာ၄ပိုင်9ပိုင်၄ဘက်ဒီ9ဘက်ဒီဖြစ်ပါတယ်၄နဲ့ပတ်သက်ရင်4843 4145ဖြစ်ပါတယ်၄နဲ့ပတ်သက်ရင်4843 4145ဖြစ်ပါတယ်9နဲ့ပတ်သက်ရင်9893 9195ဖြစ်ပါတယ်၄နဲ့ပတ်သက်ရင်4843 4145 9နဲ့ပတ်သက်ရင်9893 9195ဒါကွန်ပျူတာပြန်ကြတယ်ပေးပြန်တခါပြောမှာနော်ပြန်ကြတခါလဲမပြီးနှစ်ခါလဲမပြီးလာတတ်ပါတယ်အဲ့တော့ကိုကြီးမအားလုံးပဲ93လို့43လို့ဒါမှဖြစ်မနေထည့်ပြီးတော့ပြန်စောင့်တဲ့ခဏလို့ကျွန်တော်ယူဆပါတယ်အဲ့တော့ကိုကြီးမအားလုံးပဲကျွန်တော်ပြန်ကြထည့်ပြီးတဲ့ခါကျရင်ကိုကြီးမအားလုံးတတိထားနော်အဲ့ဒါပုံမှန်တိုင်းပြန်လဲပြီးတော့ထိုးပါနော်ခြံခဲ့တဲ့ကိုကြီးမအားလုံးပါဒီဟိုနေ5800 1000လောက်တမျောတဲ့ကိုကြီးမအားလုံးကတော့နော်ထုံးစံတိုင်းပဲအော်ဟိတ်ပြီးတော့ကျန်နေပါပဲနော်43 93ဒါတွေထည့်ထိုးပါသူကမပြန်ပါဘူးလို့ပြောလို့ကိုမရအောင်နော်အဲ့တော့3ကလည်းနေ့တင်တဲ့အမျှပေါ့တောက်လျှောက်ကိုလွတ်သွားတယ်ဆိုတာမရှိလို့တစ်ကလည်းတောက်လျှောက်လိုက်ရပေါ့နော်အဲ့တော့ဒီတစ်ပတ်ကတော့ဘယ်လိုဖြစ်မလဲဆိုတော့ကြံနေတာက968အဲ့လေးလုံးကြံနေတာဖြစ်တဲ့အတွက်ဒီထဲမှာတော့ကျွန်တော်ရဲ့ခံမှန်းကြံနေအနည်းဆုံးနှလုံးတော့ကြံပါလိမ့်မယ်လို့ခံမှန်းပါတယ်နော်အနည်းဆုံးနှလုံးတော့ကြံပါလိမ့်မယ်အဲ့တော့ကိုကြီးမအားလုံးပဲကိုယ့်ကိုကြိုက်နှစ်သက်ရရင်လည်းလိုက်ဆော့ကြရကိုကြီးမအားလုံးကတော့တတိထားပါဗျာနော်အဲ့တော့၄ကိုဝမ်းချင်းကြာပင်းနေမနှညတနေ့လုံးသာတော့ဝမ်းချင်းက4ပိုင်9ပိုင်၄ကိုဝမ်းချင်းမှာ၄နဲ့ပတ်သက်ရင်4843 4145ဖြစ်ပါတယ်9နဲ့ပတ်သက်ရင်9893 9195ဖြစ်ပါတယ်အဲ့ထဲမှာအကြိုက်ဆုံး main ရော2ကွက်ထုတ်ပေးထားပါတယ်အဲ့တော့ကိုကြီးမအားလုံးကျွန်တော်နဲ့အကြိုက်တူတဲ့ကိုကြီးမအားလုံးပဲထိုးပါနော်အားလုံးပဲဟိုနေ၄နဲ့ပတ်သက်ရင်4843 4145 9နဲ့ပတ်သက်ရင်9893 9195 8315နဲ့ကတ်ထားပါတယ်ပြီးရင်ကိုကြီးမအားလုံး main ရောကမရွေးခင်ကျွန်တော်အဓိက3ဒီ4ကွက်ကျွန်တော်အားလုံးကိုကျွန်တော်ပြောပါမယ်859ရယ်624ရယ်859 624 815 925နော်859ရယ်624ရယ်815ရယ်925ရယ်927နော်859 624 815 925ကဏ္ဍ၄ကွက်ထုတ်ပေးထားပါတယ်ကျွန်တော်အားလုံးနဲ့တဲ့ပဲဆော့ပါတယ်အာဂျင်နဲ့ဆန္ဒရှိနေအာပါနော်ကျွန်တော်ကတော့တဲ့ပဲထိုးပါတယ်ချက်ပေါ်ချက်မရအားလုံးနဲ့နောက်တစ်ခုနေတာ3D ပါနော်ဟိုနေတူရီရပတ် main ကွက်ကျွန်တော်ပြင်ရွေးပေးပါမယ်အားလုံးပဲချက်ကိုချက်မအားလုံးပဲကျွန်တော်ရဲ့ video file လေးကိုကြည့်ကြရကိုမှအားလုံးပဲ like လက်မလေးနှိပ်ပေးပါ share လို့ရမယ့်နေရာမျှဝေလို့ရမယ့်နေရာလေးမှာမျှဝေပြီးတော့မှကြည့်ပေးပါ channel ကို subscribe နှိပ်ရသေးဘူးဆိုတဲ့ကိုမှအားလုံးက channel ကို subscribe နှိပ်ပြီးတော့မှကြည့်ပေးပါနောက်တစ်ခုအနေနဲ့ချက်ကိုချက်မအားလုံးပဲကိုမျိုးခေါ်ပေးတော့ခဏလေးတွေကိုလိုက်ပြီးတော့မှတ်ပေးပါဘယ်ဟာက 3D ပေါ့ဗျာဘယ်ဟာက 2D key နဲ့ပတ်သက်ပြီးတော့ဘာ key เนาะဒါလေးတွေမှတ်ပေးပါเนาะအဲ့တော့ကိုမှအဖွဲ့ဝင်တွေအားလုံးအနေနဲ့တစ်ခုကတော့လုံးဝစိတ်ရမကြပါနဲ့ဒါမျိုးတွေကတော့ထုံးစံကိုမကြုံရင်လည်းကြုံရမှာပဲเนาะအဲ့တော့ကိုမှအားလုံးပဲအရှိမှလည်းတာတကတွေကအများကြီးရှိပြီသားအဲ့တော့ကိုကဟိုထက်ခါဟိုနေမှမောင်းအောင်ပဲအကောင်းဆုံးကြိုးစားပေးရမှာဖြစ်တဲ့အတွက်မဖြစ်မနေဟိုနေပေါ့နော်ကြုံရမှာဒါဒီကိစ္စရနေတိုင်းမှာဆိုရင်လည်းပူလို့တော့ဆိုသေးတယ်เนาะအဲ့တော့ကိုမှအားလုံးပဲအကောင်းဆုံးကျွန်တော်ရအောင်ကြိုးစားပေးထားပါတယ်နောက်မှကြာသွင်းနေမှာအဖွဲ့ဝင်တွေအားလုံးအဆင်ပြေလိမ့်မယ်ဒီညကျွန်တော်ထုတ်ပေးတယ်မွေးဟိုနေ main ကွက်တယ်ကျွန်တော်ပတ်သေးရတေချာလေးစောင့်မယ်ဟုတ်ပြီလားเนาะကိုမှအားလုံးပဲအဲ့တော့ကကျွန်တော်3ထပ်ခေါ်ပေးမယ်เนาะ859 624 624 624 815 925 927 815 815ဟုတ်ပြီလားနောက်ပြီးတော့859 859เนาะဟုတ်ပြီเนาะ859 624 815 925အားလုံးပဲခဏလေးခွက်ရှိတယ်အဲ့တော့ကိုကြီးမအားလုံးကနောက်တစ်ခုအနေနဲ့ကျွန်တော်ရဲ့1ချင်းကဟ
ဟိုတင်ကြာရင်းနဲ့မနှက်ညတနေလုံးသာတော့ဝိုင်းချင်းက၄ကိုဝိုင်းချင်းမနက်ပိုင်းမှာ main ကွက်ပဲကုန်ပတ်သိပဲကိုညနေပိုင်းတနေလုံးသာဖြစ်တော့ဆက်ပြီးတော့ဆော့မယ်နော်အားလုံးပဲကိုကြီးမရအားလုံးပဲလေးနဲ့ပတ်သက်ရင်4843 4145 9နဲ့ပတ်သက်ရင်9893 9195အဲ့ထဲမှာအကြိုက်ဆုံးဒိုင်နေနဲ့ကျွန်တော်6ပို့ကြိုက်တယ်နော်6ကိုတော့ပို့ကြိုက်တယ်4ကြိုက်တယ်ကိုကြီးမရအားလုံးက4ပတ်လို့ရတယ်4ဆိုတော့တတ်မထားဘူးနော်အဲ့ထဲမှာအဓိက main ရော68နဲ့91ဆိုရယ်ဒီ main ရောနှစ်ပတ်ကိုအကြိုက်ဆုံးပါ68နဲ့91အားပါเนาะဒီ main on နှစ်ကွက်ကိုအကြိုက်ဆုံးပဲဖြစ်ပါတယ်ကျွန်တော်နဲ့အကြိုက်တူရဲ့ကိုကြီးမအားလုံးပဲဆော့လို့ရပါတယ်เนาะ68နဲ့91ဆိုတဲ့ဒီ main on နှစ်ကွက်ကိုအကြိုက်ဆုံးပါနောက်တစ်ခုတင်ချစ်ကိုချက်မအားလုံးပဲတနေကုန်မှာကျွန်တော်တို့ကိုယ့်ရဲ့ဝိုင်းချင်းအပိုင်းနဲ့ဆော့တဲ့ကိုကြီးမအားလုံးက6တက်ကိုကြီးကိုမမေ့ရင်ရပါပြီเนาะအဲ့တော့6ကိုအခွေကတော့ဒါပုံမှန်တိုင်းအေးဆေးဆေးပဲဆက်လက်ပြီးတော့မွေးစေချင်ပါတယ်ဘယ်လိုပဲဖြစ်เนาะကိုကြီးမအားလုံးပဲကဲဟုတ်ပြီဗျာအဲ့တော့အားလုံးခဏန်းနေစုံပြီလို့ထင်ပါတယ်အားလုံးသိကြတဲ့ကိုကြီးမအားလုံးကလည်းမှန်ပြီးကြပါဒီညအဖွဲ့ဝင်တွေအားလုံးက10နာရီပေါ့နော်10နာရီထက်နောက်ကျရင်နောက်ကျမယ်ကျွန်တော်ခဏန်းမဖြစ်တဲ့နည်းနဲ့ရအောင်ပို့ပေးပါမယ်မနက်ပိုင်းရောက်မှခဏန်းမရောက်သေးတဲ့ကိုကြီးမအားလုံးကဖုန်းဆက်ပြီးတော့ယူလို့ရပါတယ်နော်ဖုန်းဆက်ပြီးကိုမျိုးကြီးခဏန်းတော့ပြောင်းလာခဏန်းမရောက်သေးဘူးဆိုရင်ကျွန်တော်မှတ်ပြီးသားရှိပါတယ်ပို့ထားပြီးသားလည်းရှိတဲ့အတွက်ကျွန်တော်အကုန်မှတ်မိပါတယ်ကိုကြီးမအားလုံးကဖုန်းဆက်ပြီးယူလို့ရပါတယ်နော်ကဲအဲ့ဘက်ကိုကြီးမအားလုံးပဲနေနိုင်မှာဆော့တဲ့ကိုကြီးမအားလုံးကိုကျွန်တော်တို့တူတူလက်တွဲပြီးဖုန်းဆော့ကြတယ်ချစ်ကိုချစ်မအားလုံးကိုနောက်မှကြာသပတေးနေ့မှာအကုန်လုံးပဲဆင်ပြေလို့အောင်မြင်ကြပါစေကိုမျိုးကိုချစ်တဲ့ခင်တဲ့ကိုကြီးမအားလုံးပဲကြမ်းမှချမ်းသာကြပါစေလို့ဆုမွန်အောင်တောင်းပေးလိုက်ပါတယ်အားလုံးပဲတက်တာပါเนาะကျွန်တော်ကိုမျိုးပါဗျာเนาะ